မြန်မာနိုင်ငံရှိလူဦးရေ80ရာခိုင်နှုန်းမှာတောင်သူလယ်သမားတွေနဲ့ကျေးလက်နေပြည်သူတွေဖြစ်ကြပါတယ်။ကျေးလက်နေပြည်သူများအတိုးနှုန်းမြင့်မားစွာချေယူပြီးလောက်ကင်ဆောင်ရွက်နေရတာကြောင့်ကျွေးမီးများအဆက်မပြတ်ရှိနေပြီးလုံလောက်တဲ့ဝင်ငွေမရရှိပဲစည်ရဲနွမ်းပါမှုတန်တရားမှာရုံးထွက်ဖို့ခက်ခဲလာပါတယ်။ကျေးလက်နေပြည်သူများဝင်ငွေတိုးတက်လာပြီးလူနေမှုအဆင့်တန်းမြင့်မားလာအောင်လှုံ့ဆော်ပေးနိုင်ခြင်းသည်ဝင်ငွေကွာဟမှုကိုဖြည့်ရှင်းရရောက်ပါတယ်။ကျွန်တော်တို့ကြီးရွာမှာကြီးရကြမခွင့်မရှိကြရဆိုလို့ရှိရင်တော့ဒီကနေပြီးတော့မှကျွန်တော်တို့အတုံးလုံးကြီးရွာနဲ့ဝင်များရှေ့ယူရပါတယ်ရှေ့ယူရတဲ့အတွက်ကြောင့်ကျွန်တော်တို့လေယာဉ်ခွင်မှာကျွန်တော်တို့အတွင်းရသူဖြစ်တဲ့မျိုးစာများကိုကျွန်တော်တို့လုံလောက်စွာမသုံးနိုင်ပါဘူးအလုပ်ချမ်းနေနဲ့လူသမားတွေဘေးတွေထွက်လို့ရတယ်လုပ်ငန်းခွင်လန်းတွေကမကောင်းတဲ့ကြောင့်ခက်ခဲပါတယ်တပိုင်းတနိုင်မွေးမြူရေးမွေးခြင်းဆိုတော့လေကျွန်တော်တို့ငွေမရှိတဲ့အတွက်တပိုင်းတနိုင်မွေးမြူရေးလည်းမမွေးနိုင်ပါဘူးအဲ့လိုအခက်အခဲတွေကျွန်တော်တို့ကကြုံတွေ့ရပါတယ်ခင်ဗျာကျေးလက်ရန်မုံငွေစီမံကိန်းကို CP ဥက္ကဋ္ဌမစ္စတာဒါနင်ရဲ့လမ်းညွှန်ချက်ဖြင့်တရွာလျင်ငွေကျပ်300ဖြင့်2014ခုနှစ်မှာကျေးရွာပေါင်း90ကိုမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနတို့နဲ့ပူးပေါင်းကစတင်အကောင့်ထဲဖို့ဆောင်ရွက်ခဲ့ပါတယ်။ကျေးလက်နေပြည်သူများမှရွေးချယ်တင်မြှောက်ထားတဲ့ကော်မတီဖြစ်တာကြောင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုအကောင့်ထဲဖို့ရန်ပုံမလွယ်ကူစေပါတယ်။ကျေးလက်ရန်မုံငွေသည်အရင်းနှီးလောက်ကန်ရန်မလုံလောက်သေးတာကြောင့်ရန်မုံငွေတိုးပွားရန်2018ခုနှစ်မှာ4-in-1 4ပွင့်ဆိုင်ခင်မီမွေးမြူရေးစီမံကိန်းကိုကျေးလက်ရန်မုံငွေအဖွဲ့အစိုးရပြည်တွင်းဘဏ်နဲ့ CP ကုမ္ပဏီတို့မှပူးပေါင်းပါဝင်တဲ့လုပ်ငန်းကိုအကောင့်ထဲဖို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ပထမဦးစွာလိုအပ်တဲ့မြေနေရာအတွက်ကျေးရွာပိုင်မြေကိုငှားရမ်းအသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်ပေးပြီးအစိုးရမှလည်းလိုအပ်တဲ့ခွင့်ပြုချက်ရရှိအောင်ဆောင်ရွက်ပေးပါတယ်။လိုအပ်တဲ့ငွေကြေးပမာဏကိုလည်းပြည်တွင်းဘဏ်မှအတွန်းနှုံသက်သာစွာဖြင့်ကူညီပံ့ပိုးပေးပြီးမြန်မာ CP ကုမ္ပဏီမှလည်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်လိုအပ်တဲ့မွေးမြူရေးနည်းပညာတည်ဆောက်မှုအထောက်ပံ့တွေကိုကူညီပံ့ပိုးပေးပြီးထုတ်လုပ်မှုအပိုင်းကိုပါစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ကြက်ချံစီမံကိန်းကြီးကျွန်တော်တို့ဒီရွာပိုင်အတွက်တိဆောက်ပေးတဲ့အတွက်လည်းကျွန်တော်တို့နောက်အနာဂတ်မှာဖွံ့ဖြိုးတိုးတက်တဲ့ကြီးရွာလေးဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောလင့်ပါတယ်ခင်ဗျကျွန်တော်တို့ဘဝတူမစင်းရတော့ဘူးပေါ့ကျမတို့အတွက်နောင်သားသမီးတွေအတွက်လည်းမျှော်လင့်ပါပို့ပြီးတော့မျှော်လင့်ပါရဲ့လို့လုပ်ငန်းကိုင်လေးအတိုင်းမသိပဲဝမ်းသာပီတိဖြစ်ရပါတယ်ရှင်ဝင်းမြူရေးလုပ်ငန်းစတင်လည်ပတ်တည်နေတဲ့တိုင်းနဲ့ကျေးလက်နေပြည်သူများရဲ့အလောက်ကိုင်အခွင့်အလမ်းများသာမကကျေးလက်ရန်ပုံငွေအဖွဲ့အစည်းမှတစ်ဆင့်ရရှိလာတဲ့အကျိုးမြတ်တွေကိုပါညီတူညီမျှရရှိနိုင်မှာလည်းဖြစ်ပါတယ်။ကျေးလက်ရန်ပုံငွေမှတစ်ဆင့်ကျေးလက်နေပြည်သူများရဲ့ပညာရေးကျန်းမာရေးစီးပွားရေးနဲ့လူမှုရေးတွေကိုပြည့်စုံအောင်မြင်လာအောင်စွမ်းဆောင်ပေးနိုင်ပြီမှာအမှန်ပဲဖြစ်ပါတယ်။ဒီရှိကာလမှာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်တံ့ခိုင်မြဲအောင်လုပ်ပေးရရောက်ကြောင်းတင်ပြလိုက်ရပါတယ်။